အားလုံးပဲမင်္ဂလာပါရှင် artist ချိုဖြစ်ပါတယ်ဒီမမရဲ့ပုံမှန်ဆွဲနေကြမြေခုံးပုံစံလေးကတော့အခုပုံမှန်ပြထားသလိုလေးပေါ့နော်လူတစ်ယောက်ရဲ့သပင်ကဒုတိယမျက်နှာဆိုလို့ရှိရင်မျက်ခုံးလေးကလည်းမျက်နှာရဲ့အစိပ်ပိုင်းမှာအဓိကကျတဲ့နေရာမှာပါဝင်ပါတယ်နော်အမှဆုံးမျက်ခုံးပုံလေးဆွဲပြလိုက်ပါပြီပုံဆွဲပြလိုက်တာနဲ့အဲ့တဲ့အကြောက်ဆုံးကဘာဖြစ်မလဲဆိုလို့ရှိရင်ဒီဘောင်တိုင်းကြီးထိုးမှလားအရင်အကြီးကြီးဖြစ်မှလားဆိုတာကိုအဲ့တဲ့အများစုကစိုးရင်ကြပါတယ်နော်တကယ်တမ်းမျက်ခုံးထိုးတဲ့အခါမှာတော့မိမိတို့ကမျက်ခုံးထိတ်နာလေးတွေကိုအယောင်ဖြော့ပြီးတော့မှဗိုက်လေးတွေအမီလေးတွေထင်းတာဖြစ်တဲ့အတွက်ဒီဘောင်ဆိုင်တိုင်းကြီးအပြည့်ထွက်လာမှာမျိုးမဟုတ်ပါဘူးเนาะဧည့်သည်အမနဲ့စိတ်တိုင်းကျဆွေးနွေးပြီးတဲ့အခါမှာတော့ဒီလိုမျက်ခုံးပုံစံလေးဖြစ်သွားပါပြီเนาะဧည့်သည်မမရဲ့လိုချင်တဲ့မျက်ခုံးအယောင်လိုချင်တဲ့မျက်ခုံးဆိုင်ကလေးကိုရရှိသွားတဲ့အခါမှာတော့မျက်နှာပုံစံလေးကလုံးဝပြောင်းလဲသွားပါပြီเนาะဒီဘဝတွေမှာလှပစွာကြော်ဖြတ်ဖို့ခြေစစ်ကိုလာခဲ့เนาะလုံးကိုကျေးဇူးတင်ပါတယ်ရှင်